ဒီနေ့ပြည်သက်တောင်းဆိုထားတဲ့အကြောင်းအရာလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ဗာမြတ်ဖြစ်မလဲ2026 February စနာမှာကစားမဲ့ FA Cup ပွဲစဉ်ပေါ့ Arsenal နဲ့ Wigan ပွဲဒါပေမဲ့ဒီပွဲကိုပွဲရလတ်ခမန်ဒါထက်နည်းနည်းလေးပိုနည်းနည်းကြည်ကျင်တာနီးပြတဲ့ရဲ့ခေါင်းထဲကအကြက်တဲကိုပေါ့အော်ဟုတ်ပြီဒါကတကယ်ကို classic တက်လက်မှာပဲတစ်ဖက်မှာကဖလားပွဲရဲ့ဂုံဒိတ်ခါကိုလေးစားရမယ်ဆိုတော့အဓိကကစားသမားတွေနဲ့ပွဲထုတ်မလားဟုတ်တယ်ဒါမှမဟုတ်ပိုရေးကြီးတယ်လို့ယူဆရတဲ့ league အတွက်အဓိကကစားသမားတွေကိုအနာပေးပြီးရှုံးနိုင်ခြေကိုစွန့်စားမလားဆိုတော့အဲ့ဒီအချက်ပဲအဲ့ဒီနေရာမှာပဲလက်ရှိခြေစွမ်းစရာဝင်လာပြီလीအာဆင်နယ်က9ပွဲဆက်နေတော့ယုံကြည်မှုကတော့အမြင့်ဆုံးမှရှိနေမှာပေါ့ရှိနေမှာပေါ့ဒါပေမဲ့အဲ့ဒီယုံကြည်မှုလွန်ကဲတာကပဲတတိလည်းလို့ဖြစ်သွားနိုင်တဲ့ထောင်ချောက်တစ်ခုလို့ဖြစ်မနေဘူးလားအတိအကျပဲအဲ့ဒါအရေးကြီးဆုံးချက်ပဲတမိုင်းကိုပြန်ကြည့်ရင်တော့အဖြေရှိတယ်2013လုံးကလေအာဆင်နယ်ကခြေစွမ်းကောင်းနေတဲ့အချိန်မှာပဲလက်ပန်းကိုအိမ်ခွဲမှာရှုံးသွားခဲ့ပူတယ်မှတ်မိတယ်အပွဲကိုမှတ်မိတယ်ဟုတ်တယ်ဆိုအသိငယ်တွေနဲ့ကစားတဲ့အခါနိုင်မနိုင်ဆိုတာထက်အဓိကစိတ်တပိုင်းဆိုင်ရာပေါ်ဆမှုကိုဘလို့ရှောင်မလဲဆိုတာပဲအစင်လာရတော့အာဆင်နယ်ကအင်ကွင်းမှာအော်တန်ကလပ်တွေကို1996နောက်ပိုင်းရှုံးလေမရှိဘူးဆိုပေမဲ့အဲ့ဒီဆိုင်ချိန်ကိုလိုင်းကဖျားတစ်ခုလိုဖြစ်နေနိုင်တယ်လေဟုတ်တယ်နော်ပြီးတော့နိုင်ပွဲဆက်နေတဲ့ဆိုတဲ့ခြေစွမ်းကောင်းကလည်းတပတ်ကိုနှစ်ပွဲလောက်ကစားနေရတယ်ကစားသမားတွေပခုံးပေါ်မှာတည်နေတာလေဟုတ်ပါတယ်ဒါတိုင်းရဲ့ပဲနောက်တစ်ချက်ကိုရောက်သွားပြီကြံခိုင်မှုနဲ့ပွဲပန်းမှုပြဿနာပေါ့အဓိကကစားသမားတွေရဲ့ကာယစွမ်းရည်ကဝီဂန်လိုမျိုးတိုက်ခိုက်လို့စိတ်ပြင်းပြင်းနဲ့ကစားမဲ့အတင်းကိုခံနိုင်ရရှိပါမလားအဲမှာတီထွန်နိုင်ဆွမ်းရှိတဲ့ကစားသမားတွေလိုလာပြီဒီနေရာမှာပဲနီးပြကအဓိကကစားသမားကိုစွန့်စားပြီးသုံးမလားတောင်းဖို့MS Smith-Rowe လို့ကစားသမားမျိုးကိုအခွင့်အရေးပေးမလားအဲ့ဒါပဲသူတို့လိုကစားသမားတွေတက်ကဒါသူတို့ကိုသူတို့တက်တည်ပြဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်တယ်ကျွန်တော်လည်းအဲ့ဒီချက်ကိုတော့သဘောတူတယ်ဒါပေမဲ့အခြားတစ်ဖက်မှာလည်းစဉ်းစားရရှိသေးတယ်လေလူငယ်တယောက်ကိုဖိအားများပြီးကြားနိုင်တယ်ဖလားပွဲတဲ့တန်းထည့်လိုက်တာကတခါလေကြာရင်သူတို့မကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်သွားနိုင်တယ်ဟုတ်တယ်အဲ့ဒါလည်းဖြစ်နိုင်ကြီးရှိတယ်ပုံမှန်ပွဲထုတ်ခွင့်မရရင်တောင်ဒီလိုခက်ခဲတဲ့ပွဲတွေကိုဘလို့ကင်တွယ်ရမလဲခုံကောက်တည်တယ်ဝါရဲ့ကစားသမားတရားကိုတုံးလိုက်တာကပို့ပြီးတော့ပညာသားပါတဲ့ရွေးချယ်မှုတခုဖြစ်မလာနိုင်ဘူးလားဒါကတကယ်ကိုနှစ်ခွေဖြစ်နေတဲ့အခြေအနေပဲလူငယ်ကစားသမားကပွဲကိုပြောင်းလဲနိုင်တဲ့ထက်မြက်မှု spark လေးကိုပေးနိုင်တယ်ဝိုင်းကစားသမားကကျတော့ပွဲကိုထိန်းချုပ်နိုင်တဲ့တည်ငြိမ်မှုကိုပေးနိုင်တယ်လေဟုတ်ပါဆိုတော့နီးပြရဲ့ရွေးချယ်မှုကတူဒီပွဲမှာဘာကိုပိုတန်ဖိုးထားတယ်လဲဆိုတာကိုပြနေလိမ့်မယ်အမြန်ဆုံးဥဆောင်ကိုရဖို့လားဒါမှမဟုတ်ပွဲကိုတီတီငိမ့်ငိမ့်နဲ့အမားရွံ့မရှိထိန်းချုပ်သွားဖို့လားဆိုတာပေါ့ကဲဒီတော့ခြုံပြီးပြောရရင်ဒီပွဲကရိုးရိုးရှင်းရှင်းနိုင်ချင်းရှုံးချင်းဆိုတာလည်းအများကြီးပို့တယ်နော်ပို့တာပေါ့လက်ရှိခြေစွမ်းကောင်းကိုဆက်ထိန်ထားရင်လည်းအဓိကကစားသမားတွေရဲ့ကြန့်ခိုင်မှုကိုဘလို့ဟန်ချက်ညီညီစီမံခန့်ခွဲမလဲဆိုတဲ့အဲ့ဒီနီးပြရဲ့ဆုံးဖြတ်ချက်ကပဲအရာအလုံးကိုဆုံးဖြတ်ပြီးသွားမှာပဲဟုတ်ပါတယ်ဒီဆွေးနွေးမှုကိုမပိတ်ထင်မှာစဉ်းစားစာလေးတစ်ခုထားခဲ့ခြင်းနဲ့ဒီလို flower ပွဲမှာလေနီးပြတယောက်ရဲ့ပွဲထွက်လူစားရင်ရွေးချယ်မှုကအသင်းရဲ့တရားဒီလုံအတွက်သူ့ဘေးရာတွေကိုတကယ်ဦးစားပေးနေတယ်လဲဆိုတာကိုဘယ်လောက်ထိဖော်ပြနေတယ်လို့ထင်ပါသလဲ။အိုးစိတ်ဝင်စားဖို့ကောင်းတဲ့မိခုံးပဲ။ SA Cup flower ကိုရနိုင်ချေရှိတယ်ဆိုတဲ့မျှော်လင့်ချက်တစ်ခုက League ပြိုင်ပွဲမှာခြေစွမ်း900ခိုင်နှုန်းလောက်ကျဆင်းသွားနိုင်တဲ့စွန့်စားမှုနဲ့တကယ်ပဲတိုင်ရလားပေါ့။အဲ့လားလေးကတော့ပြည်သက်တွေ့ရတဲ့စဉ်းစားစရာတစ်ခုပါပဲ။